ဒါဟာအမျိုးသမီးကကွာရှင်းစာတင်ဖို့69ကြိမ်မြောက်လာတဲ့နေ့ပါသူမစီပင်ရည်ဌာနကိုထပ်မံရောက်လာချိန်မှာသူ့ယောက်ျားကတော့အေးအေးဆေးဆေးတင်းငြိမ်နေစေပါပဲအကြောင်းကတော့အရင်68ကြိမ်လုံးနောက်ဆုံးမှာသူမပဲမျက်ရည်နဲ့ပြန်ညီချင်းချောင်းတောင်းပန်ခဲ့တာမို့ဒီကြိမ်လည်းအတူတူပဲဖြစ်မယ်လို့သူယုံကြည်နေခဲ့တာပါဒါပေမဲ့သူမမသိခဲ့ဘူးဒီကြိမ်ကတကယ်ဆုံးဖက်ပြီးသားထင်နေတယ်ဆိုတာကိုဒီတစ်ခါတော့ကွာရှင်းစာကိုပြန်ရုပ်သိမ်းပေးဖို့သူ့ကိုတစ်ခါမှထပ်မတောင်းတော့ပါဘူးရဲ့အနေငယ်ရင်ကသူမမတော်အဆောက်ယောက်ျားကအရင်တုန်းကသူမကိုရေးထားတဲ့အချစ်စာတစ်စောင်ကိုတွေ့လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမသဘောပေါက်သွားခဲ့တာကျောင်းသားဘဝကတည်းကသူမကိုလွတ်ဝဲချစ်နေခဲ့တာပါ။ဒါပေမဲ့သူမရဲ့ချစ်ချင်းကိုအမျက်လစ်လူရှုခဲ့ပြီးအေးဆက်အဝင်းနေတဲ့လူတစ်ယောက်လိုတရုပ်ဆောင်ခဲ့တယ်။အကြောင်းရင်းတစ်ခုပဲရှိတယ်။လိုက်လံချစ်ခင်ခံရတဲ့အရာကိုခန်းစားခြင်းလို့အိမ်တောင်ကြပြီးနောက်မှာတော့သူမကိုဒီအိမ်တောင်ရေးကိုငါအရေးမကြီးဘူးဆိုသလိုအမြဲတမ်းပေးနေခဲ့တယ်။အားလာနေတာတဲ့ကွာရှင်းလိုက်ရအောင်လာမလာဘူးအရင်ဆိုးတယ်ညနေခင်းကောင်းပါစေညနေခင်းကောင်းပါစေတခါပို့ပြောရင်ကွာရှင်းမယ်သူမကအမြဲတမ်းသူ့အေးဆက်မှုဟာကိုချစ်ချင်းတစ်ဖက်တာကြောင့်လို့ပဲထင်နေခဲ့တယ်ဒါပေမဲ့အချစ်စာကိုတွင်းပြီးနောက်မှာသူတို့နှစ်ယောက်ကတကယ်ချစ်ခဲ့ကြတယ်ဆိုတာကိုသိသွားခဲ့တယ်ကံမကောင်းစွာနဲ့သူ့ယောက်ျားကတော့ကိုပျော်ရွှင်မှုကအချစ်ကိုကစားတကူလို့သုံးစားခဲ့တာပါဒါကြောင့်69ကြိမ်မြောက်ကွာရှင်းနေမှာသူမနောက်မလဲတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ဒီတခါတော့အပြီးအပြတ်လမ်းခွဲမယ်ဒါပေမဲ့သူ့ယောက်ျားကမသိပါဘူးသူကတော့အထက်စီးဆန်နဲ့အေးအေးဆေးဆေးနဲ့သူမပြန်လာပြီးတောင်းပန်မယ်လို့ပဲစောင့်နေခဲ့တယ်တလာပါခွဲလောက်ကြာသွားပေမဲ့သူမတခါမှပြန်မလာခဲ့ဘူးအဲ့ဒါကသူ့ကိုဒေါသထွက်စေတယ်ဒါကြောင့်သူမကိုရိုက်ခတ်ခြင်းလူအကြံအစီတစ်ခုချမှတ်လိုက်တယ်နောက်နေ့မှာကျောင်းသားဘဝကအချစ်ဟောင်းလေးဆက်တဲ့တမင်ကလေးကိုအိမ်ထဲခေါ်လာပြီးအတူနေမယ်ဆိုပြီးကြေညာလိုက်တယ်ဒါပေမဲ့လည်းသူမတစ်ချက်မှမလုပ်ရှာဘူးဒါနဲ့မကြေလဲသေးဘူးအဲ့ဒီမင်ကလေးအတွက်ကြီးမားတဲ့မွေးနေ့ပွဲတစ်ပွဲကျင်းပပြီးလူရှိသူရှိမှအယမ်းချစ်ပြနေခဲ့တယ်ဒါပေမဲ့လည်းသူမကတုံ့ပြန်မှုမရှိသေးဘူးဒီလိုချစ်ကြောင်းပြသနေလာကိုမကြိုက်လို့သူမအပြင်ထွက်ပြီးလေဝင်လေထွက်ခံလိုက်တယ်အဲ့ဒီအချိန်မှာအကြံတမမင်ကလေးကလိုက်လာပြီးသူမကိုတိုက်ရိုက်ရင်ဆိုင်လိုက်တယ်သူမကကိုဟာကစားပွဲတွေကမုန်းတိတ်ဟတဲ့အယုတ်တယုတ်ပဲချစ်တယ်ဆိုတာမသိဘဲနဲ့သူကကိုတကယ်ချစ်တယ်လို့ထင်နေခဲ့တယ်အထက်စီးနဲ့ဇနီးကိုကွာရှင်းပြီးယာရုပိတ်ဖို့တောင်းဆိုခဲ့တယ်အဲ့ဒါတင်မကနင့်ကိုရေနစ်ထေစေလိုက်လုံးသူမနစ်မကြည့်ဘူးလို့ပါမှန်ထုတ်ခဲ့တယ်ပြီးတော့မစင်စားပဲသူမဇနီးကိုရေထဲတွန်းချလိုက်တယ်ဒါပေမဲ့ယောက်ျားကဇနီးရေထဲကျတာမြင်တဲ့အချိန်မစင်စားနာပဲချက်ချင်းခုန်ကြပြီးကယ်လိုက်တယ်လက်တုံးနေတဲ့အထိ CPR လုပ်ပြီးကယ်ခဲ့တယ်အဲ့ဒီအချိန်မှာအကျန်တမန်မင်္ဂလိရဲ့စိတ်ကကွဲသွားခဲ့တယ်ဒါပေမဲ့ဇနီးတတိပြင်လာတဲ့အချိန်ယောက်ျားကချက်ချင်းအေးဆက်တဲ့မျက်နှာထားကိုပြန်ယူလိုက်တယ်ဇနီးရဲ့ပထမဆုံးစကားကသူမကကြီးမကိုရေထဲတွန်းချလာရဲခေါ်မယ်ဆိုတာပါဒါပေမဲ့ယောက်ျားကတားတယ်မင်းကလေးကိုကာကွယ်ခြင်းလို့မဟုတ်ဘူးသူ့အတွက်အတုံးရှိတယ်လို့ပါဇနီးကသူမကကြီးမကိုတတ်ချင်ခဲ့တာလို့ဆက်ပြောတယ်ဒါပေမဲ့သူကကို့အကျိုးအတွက်အဲ့ဒီမင်းကလေးကိုဆက်ကာကွယ်ခဲ့တယ်ဇနီးကမလျှော့တဲ့အချိန်သူကအမိန့်ပေးလိုက်တယ်သူမကိုတီးတန့်